အားလုံးမင်္ဂလာပါ Richman Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အခန်းလေးလူသားမွေငါတန်းလေးကိုပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်ထိုနေ့ကမိုးရွာသည်မိုးသည်တဲတဲမဲမဲရွာနေသောကြောင့်ငွေခင်ရွာထိပ်မှနေ၍အမြန်တန်လာခဲ့သည်ယနေ့သည်ငပိရောင်တီနေမှုတဲစရာဘာမှမပါပေမိုးကလည်းမဲမောင်နေတာမို့လို့ခီးကိုဒါငုတ်ဆောင်ရင်လမ်းလျှောက်လာနေသည်ထိုစဉ်အရှိမတစုံတယောက်ထွက်လာသည်ဟဲ不会နင်ဘာလို့မလို့လဲနင့်ကိုစောင့်နေတာဟေ့ဖိုးခွေးကမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးမန်းဝဲခင်နားကိုကပ်လာသည်ဟိုနေ့ကနင့်ကိုငါရည်ရစကားပြောတုန်းကနင့်ငါချက်ကိုခွဲခဲ့တယ်နင့်ငါတငယ်ချင်းတွေရှေ့မှာငါကိုပါရိုက်ခဲ့တယ်အေးလေဖိုးခွေးရဲ့နင့်လိုလူပေလူတေမယားကြီးနဲ့တာသမီရှိတဲ့သူကငါ့ကိုများရည်ရစကားပြောเสียလားဟာဟာဟာအေးနင့်ကိုဒီနေ့ငါအဲ့ဒါလို့အဆက်ခွဲဖို့စောင့်နေတာပဲဖိုးခွေနင်ငါကိုလွတ်နော်သို့တော်လဲယောက်ျားအားနဲ့မိန်းမအားမရှင်နိုင်ပါမန်းဝေခင်ခေါင်းကိုပြင်းထန်သည့်ထိခိုက်မှုဖြစ်ပြီးမိမောသွားလေသည်မိုးရွာနေသောကြောင့်ရွာလမ်းမှာလူပြက်နေသည်မန်းဝေခင်ကိုဖိုးခွေထမ်းခေါ်သွားသည်ကိုမိသူမြမမြင်လိုက်ပါမန်းဝေခင်တတိယလာတော့လဲဆောက်တဲကလေးတစ်ခုတဲတွင်ဖြစ်သည်ဘေးနားတွင်ဖိုးခွေကထိုင်ပြီးအရက်တောက်နေလေသည်မန်းဝေခင်ပန်ကျန်းနေသောလုံကြီးနှင့်အင်ဂျီများကိုကောက်ယူဝစ်စင်ရင်းမျက်ရည်များကစီးကျလာလေသည်ဘယ်နဲ့လဲငွေခင်ရဲ့ဖိုးခွေကိုအဆက်ခွဲတာပြောရလားနင့်เจ้าတွေကိုဂျာကလူတွေအကုန်တိသွားရင်နင်တော့ဘွားပြက်ပြီပေါ့မန်းဝေခင်ဘာမှမပြောဘဲကျမ်းပြင်သို့ကြည့်ရင်ငိုနေမိသည်ထို့နောက်တော့ထိုတဲထဲမှပြီးထွက်လာခဲ့သည်ဖိုးခွေကတဲဝါရောက်တွင်ဝေခင်နေ့ပြန်နေ့လေငါနေ့အိမ်ကိုလာခဲ့မယ်။နေ့အဆက်ကွဲခြင်းရင်ငါ့ကိုထပ်မတွေ့နဲ့။မဝေခင်ဘာမှနားမထောင်တော့ပဲပြီးထွက်လာခဲ့သည်။ထိုညကအိမ်ပြန်နောက်ကျသည်။အမကြီးမရွှေခင်ကိုလင်းလေပြောလိုက်ရသည်။နောက်ပြီးမနှက်ပြန်ဖိုးခွဲလာမည်မဟုတ်လား။ထို့ကြောင့်အမကြီးကိုအိမ်ပြန်မရှိစေရန်စီစဉ်ရသည်။နောက်တစ်နေ့တွင်မိခင်ဖြစ်သူကိုလည်းအကြောတတ်တာများနေ့လေသာကြွေပြီးအေးလေနေခင်မိခင်ကြီးအိပ်ပျော်နေလေပြီမကြာမီဖိုးခွေးရောက်လာသည်ဖိုးခွေးအားအင်ဒီမတွေ့ပဲအိမ်နောက်ဖက်ရှိတစ်ပင်များကြတွင်တွေ့ဆုံလိုက်သည်ဖိုးခွေးကဘာမှမပြောဘဲမငွေခင်ကိုပို့ဖက်လိုက်လေသည်အော်လေးငွေခင်ရဲ့နင်អော်လိုက်ရင်လဲငါတို့နှစ်ယောက်လူတိရှင်ကြားညားကြတာပေါ့မငွေခင်မអော်နိုင်ပါဖိုးခွေးကမငွေခင်ကိုငပိတိတ်သည့်ကိုတော်ထဲသို့ခေါ်ဆောင်သွားလေသည်ထို့နောက်ရက်သက်စွာဖြင့်တာမယာပြုကျင့်လေသည်ဟာ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 နောက်ဆိုတို့ဒီမှာပဲဆက်တွေ့ကြရအောင်ကွာဖိုးခွေးကပြောသည်မန်းဝေခင်မှာထုပူနေသည်ထို့နောက်အနားရှိငပိအိုကြီးများကိုဖိသည့်တတာကြုံကြီးဖြင့်ဖိုးခွေးကောင်းကိုလွှဲရိုက်လိုက်လေသည်အာဖိုးခွေးမှာအော်ပင်မောနိုင်ရှာခွေကောက်လဲကျသွားလေတော့သည်မန်းဝေခင်လည်းဒေါသကိုထိမရဖြစ်ပြီးအိမ်နောက်ဘေးရှိတိုင်းခုတ်ဓာကြီးကိုပြေးယူပြီးပုတ်ပေးအားအချက်ပေါင်းများစွာပန်းချလိုက်လေတော့သည်မန်းဝေခင်တကိုယ်လုံးတင်းများဖြင့်ရဲရဲနေလေသည်မန်းဝေခင်လည်းယခုမှလူစိတ်ပြန်ကပ်သည်ပုတ်ပေးမှတော့မန်းဝေခင်ကုတ်ပန်းမှုကြောင့်အတုံးတက်များဖြစ်နေလေပြီမန်းဝေခင်အလွန်တောင်းတသွားသည်လူတက်မိပြီးလူတက်လို့ရဲကဖမ်းမလျင်သူလည်းသိပြီသူ့အမနဲ့အမေတို့တည်ရလေမဖြစ်မန်းဝေခင်လုံးမိလောက်ရာလှုပ်တော့သည်အိမ်ဘေဘီကိုကြည့်လိုက်သည်လူသူကင်းမဲ့နေသည်ထို့ကြောင့်တရားစီဖြစ်နေသောဖုတ်ခွေးအလောင်းကိုငပိအိုးထဲထည့်ရန်ကြံပြလိုက်သည်ဟာမဖြစ်ဘူးငပိတွေကငါငပိရောင်းကန်ကြီးဖော်ရင်တွေ့ကုန်ကြမှာပဲဘေဘီကိုကြည့်ရင်မရွှေခင်အတွက်လှုပ်ထားသည်မင်းပြရဲ့အိုးကြီးဘက်ကိုကြည့်မိသည်မင်းပြရဲ့အိုးကြီးမှာရာဝင်အိုးကြီးဖြစ်ပြီးအပေါ်ရန်အရေကိုသာခတ်ယူပြီးအိုးအသိနှင့်ပြန်တိတ်ကားအသုံးပြုတဲ့ဖြင့်တလမှတစ်ချိန်ကဖွင့်ပြလေသည်ဒီအသားတွေသာပုတ်ပြီးမံပြိုင်နဲ့ရောကုန်ရင်တော့တခါတည်းအလောင်းဖြောက်ပြီးသားဖြစ်ပြီးနောက်မှအင်္ဂလူတွေလက်မှမင်းသားရဲ့အိုးကိုတွင်ပြယုံပေါ့ခုတွေကငံပြရဲ့အိုးတဲ့သို့အကုန်ကောက်ထည့်လိုက်ပါလေတော့သည်
သို့သောမငွေခင်သည်လည်းကြောက်စိတ်ဖြင့်တပတ်ခန့်ပြားလေသည်အတန်ကြာကုတမှနေကောင်းလေသည်အိမ်တွင်အမကြီးနှင့်အမေရှိသည့်အတွက်ငပြာရီအိုးကိုတော့မဖြစ်ပါတို့ရာတွင်ပြဿနာတစ်ခုပေါ်လာသည်အကြောင်းမှာမရွှေခင်သည်ထိုငပြာရီများသုံးပြီးမွေးကားချက်နေခြင်းပင်မငွေခင်ကမတိသဖြင့်မစားပါသို့သောတခဏတွင်လူကြိုက်များလာသည်အိမ်တွင်လည်းဝန်ထမ်းများခေါ်သဖြင့်လူရှုပ်နေရာမငွေခင်အကြံစီမအောင်မြင်တော့ပြီငပိလုပ်ငန်းပါမလုပ်တော့ပဲအိမ်တွင်လူလစ်သည့်အချိန်ကိုသာစောက်ရင်ငပြာရီအိုကြီးကိုသာတွန်းနေလေသည်သို့တော်လည်းရခင်ကငပြာရီကိုတလမှတခါဖွင့်တော်လဲကျောင်းဝတလာသဖြင့်နေတိုင်းလိုဖွင့်နေရလေတော့သည်တောကငပြာရီများကုန်ပြီဆို၍မငွေခင်ကငပြာရီများကိုသူကိုယ်တိုင်ခပ်ပေးမိပြောပြီးကူညီပေးရသည်ငပြာရီအိုကြီးပြည့်နေစေရန်ထက်ထက်ဖြစ်ပြီးနေရသည်တနေ့မငွေခင်ဖျားပွဲသွားသည်ကိုဝန်းဖေနှင့်ဖြစ်သည်ထိုနေ့ကငပြာရီများပြည့်ရန်မိကပ်လေသည်နောက်နေ့မနက်တွင်စံတွင်ကူညီပေးသောမောင်စောသည်ငပိကိုတော်စီတို့သွားသည်ကိုမငွေခင်မြင်လိုက်သည်ထို့ကြောင့်အပြေးလွှားလိုက်သွားသည်ခင်တိအတိုင်းပင်မောင်စောဤအော်တန်ကိုကြားလိုက်ရလေသည်အာအထဲမှာလူကောင်းကြီးဗျမောင်စောအော်ရင်တောင်းလုံးနေသည်မငွေခင်ကငပိကိုတော်တကားကိုပိတ်လိုက်သည်မငွေခင်ထုပူသွားသည်ဘာလို့ရမှန်းလဲမသိတော့ထိုအချိန်တွင်မောင်စောသည်ငပိကိုတော်တကားစီသို့ပြေးသွားပြီးတကားအားပွင့်ရန်ကြိုးစားလိုက်သည်သို့တော်မအောင်မြင်ပါမငွေခင်ကမောင်တော်ဤနောက်စီကိုတက်တာတုံးကြီးဖြင့်လွှဲပြီးရိုက်ထည့်လိုက်လေသည်ဖိုးကွေးကိုခုတ်ခဲ့သည့်ကိုင်းခုတ်ဓာကြီးမှာထိုကိုယ်တော်ချောင်းထဲတွင်ဖွက်ထားသည်မငွေခင်လည်းဖိုးကွေးနီးတူမောင်တော်အားပြုလုပ်လိုက်လေသည်ခြေနောက်ဘက်ဖြစ်နေသည်ကတကြောင်မနက်စောစောဖြစ်သည်ကတကြောင်မို့ထိုပြည့်ပြက်ကိုမိသူမှတတိမထားမိလိုက်ပေပြည့်ပြက်ကတော့အဲ့ဒါပါပဲရှင်ဘုံဖေကမငွေကင်ကိုဂိညာတက်သည့်မျက်လုံးများဖြင့်ကြည့်လိုက်လေသည်သို့သောအိမ်တွင်ရှိလူများတည်င်းပေါက်များတွင်ချောင်းကြည့်နေသည့်လူများကတော့အလွန်ရွှင်ရှာသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်ငပြာရီအိုးထဲတွင်တော့တတိကံပစ္စည်းများရှာတွေ့လေသည်မွင်းကားတည်င်းမှာပြန့်နှံ့သွားသည်မွင်းကားစားသူများအန်ထွက်ကုန်ကြလေတော့သည်ဒီနေ့တော့အခန်းလေးဇလန်းလေးကိုကျွန်တော်ဒီမှာပဲခတရနာမှာဖြစ်ပါတယ်နောက်နေ့တွင်လည်းအခန်း5ကိုဆက်လက်တင်ပြပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ဖို့လည်းမေးပါနဲ့เนาะအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ